ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာရှေ့ဆောင်ရှေ့ရွက်ကုသိုလ်ကောင်းမှုကိုလုပ်စေတတ်တဲ့တရားကိုတတ္တလို့ခေါ်တယ်တတ္တနဲ့စေရနာဆိုတာတော့အကောင်းကြီးမဟုတ်ဘူးနော်လူတွေကတော့ငါကစေရနာထားပြောတာနဲ့ပြောတယ်စေရနာကအကောင်းဆုံးနှစ်ခုရှိတယ်တတ္တမှာတော့အဆိုးမပါဘူးအကောင်းကြီးပဲနော်အဲ့တော့စကားသုံးတဲ့အခါမှာစာနဲ့ပေနဲ့ညညအောင်ပြောရင်ငါကစေရနာကောင်းနဲ့ပြောတယ်လို့တော့ပြောလို့ရတယ်စေရနာနဲ့ပြောတယ်ဆိုရင်ကတော့ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်နော်စေရနာဆိုတာကောင်းတဲ့အလုပ်ပဲဖြစ်စေမကောင်းတဲ့အလုပ်ပဲဖြစ်စေတွန်းအားကိုဖြစ်ပေါ်စေတတ်တာအဲ့ဒါစေရနာအဲ့ဒီစေရနာကိုပဲစေရနာဟံဘိကွေကမ္မဝရာပိလို့ဟောတာနော်သုတ်တန်ထဲမှာတသုတ်ပဲရှိတယ်အဲ့ဒါရသော်ပြဟောတဲ့သုတ်တန်နိဗ္ဗေဒိကသုတ်ဒီမှာအဲ့ဒီစကားလေးပါတယ်ဒါပေမဲ့အဲ့ဒီစကားလေးကတော်တော်တွင်ကျဲတယ်ပေါ့လူတိုင်းလူသိနေကြတယ်စေရနာဟံဘိကွေကမ္မဝရာပိတော့အဖြစ်တဲ့စေရနာကိုကံလို့ပြောတယ်လို့ပြစွာဟောတာကုသိုလ်ကံပဲဖြစ်ဖြစ်အကုသိုလ်ကံပဲဖြစ်ဖြစ်စေရနာရဲ့ဆွမ်းဆောင်မှုပဲဖြစ်တယ်အဲ့တော့အကောင်းကြီးပြောလို့မရနော်စေရနာကိုအကောင်းကြီးမယူပါဘူးအဆိုးလဲစေရနာအကောင်းလဲစေရနာကောင်းတာနဲ့တွေ့မှစေရနာကောင်းမကောင်းတာနဲ့တွေ့စေရနာဆိုအဲ့လိုတစ်မျိုးရှိနိုင်တယ်တတ္တဆိုတာတော့ပါတော့ဆိုရင်ကိုလှုပ်တဲ့လုပ်ကံပေါ်မှာလှုပ်တဲ့လှုပ်တိုက်တဲ့လို့ဆုံးဖြတ်ပြီးတော့စိတ်ကြည်နူးမှုစိတ်ဝင်စားမှုစိတ်ထဲမှာလှုပ်ခြင်းတယ်ကောင်းတာပဲလှုပ်ခြင်းကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့အခါတတ္တကဥဆောင်သွားတာဖြစ်တယ်နော်ပြောရင်တော့လူတွေကစေရနာကောင်းလိုက်တာလည်းပြောကြတာအမှန်တော့တတ္တကောင်းတယ်လို့ပြောရင်ပို့ပြီးတော့သဘာဝကျတယ်နော်တတ္တကောင်းတယ်တတ္တဆိုတာစိတ်ဝင်စားမှုစိတ်ကြည်လင်မှုကိုလို့တဲ့လောကပေါ်မှာစိတ်ကြည်နူးမှုလှုပ်တဲ့လှုပ်လိုက်တဲ့လို့ဆုံးဖြတ်မှုအတိမောက္ခလို့လည်းခေါ်တယ်တတ္တကိုအဲ့တော့တတ္တနဲ့ပတ်သက်ပြီးတော့ပြစ္ဆဗျာဟောတာတွေအများကြီးပဲရှိတယ်နော်တတ္တနဲ့ပတ်သက်ပြီးတော့သုတ်တန်တစ်ခုမှာနတ်ပြည်မှာရောက်နေတဲ့နတ်သားနတ်သမီးတွေကသူတို့ဘဝဆွတ်လွတ်ရတော့မယ်နတ်ဘဝကသုတည်တော့မယ်ဆိုတဲ့အခါမှာအခြေအနေကရဖြစ်ပေါ်လာတယ်နမိတ်ပြတယ်လို့ခေါ်တာပေါ့နော်အရင်နမိတ်ဒီပေါ်လာတယ်ပါတော့ဆိုစိတ်နဲ့ပြောမယ်ဆိုရင်စိတ်ထဲမှာသိပဲပြောတော့နေရတဲ့အဲ့ဒါလည်းတစ်ခုနော်နောက်တစ်ခုသူတို့ဝတ်တာတဲ့အဝတ်စားတွေကနည်းနည်းနွမ်းလာလူတွေကအဝတ်စားနွမ်းလို့ခဏနဲ့ဖွဲ့ရတယ်သူတို့ကြတော့ဖွဲ့ရတာမရှိဘူးအဲ့တော့ဘဝတစ်ခုဆုံးတတ်တော့မယ်ဆိုရင်အိုးကလည်းနွမ်းလာတယ်ပန်းကလည်းညိုလာတယ်ခန္ဓာကိုယ်မှာလည်းပဲနွမ်းနေလာတဲ့ရုပ်တွေပေါ်လာတယ်ကြိုက်ကြချွေထွက်လာတယ်ဆိုတဲ့အဲ့ဒီအတိတ်မိတ်ဒီအရေးအအောင်ပြလာပြီဆိုလို့ရှိရင်သူ့ကိုတငယ်ချင်းအပေါင်းတွေနဲ့ကနန်းတို့ဥယျာဉ်နဲ့ကိုဆွဲခေါ်သွားတယ်ဆွဲခေါ်သွားပြီးအပေးကြတယ်မစိတ်မပူနဲ့ဘယ်မှာစိတ်မဝင်စားနဲ့သူဒီဘုံကိုသွားနိုင်ငံခြားထွက်ပြီးစီးပွားရှာတယ်လို့ပေါ့သူဒီဘုံကိုသွားသူဒီဘုံဆိုတာပြီးတော့အကောင်းဆုံးအရာကိုရအောင်ယူရထားတဲ့အရာပေါ်မှာခိုင်မာအောင်ဆွဲဆွဲပြပြရတယ်ဒီစကားသုံးခုပြောလိုက်ဒီစကားသုံးခုရဲ့အဓိပ္ပာယ်ကနတ်တွေကတော့နားလဲတယ်လူတွေနားလဲမှာမဟုတ်သေးဘူးအဲ့ဒါကိုမြတ်စွာဘုရားကရှင်းပြတယ်
သူဒီဘုံသွားဆိုတာနတ်လောကမှာနတ်တိုင်းသိတယ်သူဒီဘုံဆိုတာလူဘုံကိုပြောတာဘာဖြစ်လို့သူကတိခေါ်လာတော့လို့ဆိုလူဘုံရောက်လာလို့ရှိရင်သူတို့ဟာလူရတဏ္ဍာတွေလုပ်ကြတယ်တရဏဂုံသီလစောင့်နေကြတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်ဒါကြောင့်မလို့တရားပြရင်လက်ပြရောက်ရင်ပိုးစီပွားတတ်သွားတယ်ရုပ်စင်းတွေကလည်းပိုးလှလာတယ်ဘုံတကူတွေကလည်းပိုးကြီးလာတယ်နတ်တွေကလူတွေနဲ့ပြောင်းများဟလားလူတွေကအသက်ရွယ်ကြီးလာရင်အိုးသွားပြီးရှုပ်သွားရုပ်ပြဆင်းပြဖြစ်လာတယ်နတ်တွေကအဲ့လိုမဟုတ်ဘူးအသက်ကြီးပြီးလှလိုက်တယ်နတ်ကတောင်းနဲ့တူတယ်လူတွေကဘာနဲ့တူလို့ဆိုရင်ခပ်ပုံရရပြောရင်ခွေးနဲ့တူတယ်ခွေးကငယ်ငယ်လေးရတော့လှတယ်တက်ကြည့်လိုက်ခွေးဝဲစားခွေးဦးကြီးဆိုကြည့်ကောင်းတော့နော်အဲ့ပုံစံဖြစ်တာတော့မငယ်တော့ကခွေးလို့မကျင်တဲ့တောင်းလို့ကျင်စာလေးတွေကိုဖတ်ခဲ့ဘူးရတယ်ဖတ်ရဘူးလေခွေးငယ်တော့ကတော့ချစ်စရာလေးကြည်လာလေးရုပ်ဆိုးလေးကြည်လာလေးတောင်းကတော့မဟုတ်ဘူးတောင်းကပေါက်စာလေးတော့လက်တာငှက်လို့ပဲကြည်မကောင်းကြည်လာလေးလာလေးကြည်လာလေးလာလေးကြက်သေးရှိသေးအဲ့တော့နတ်တွေကလူတွေနဲ့မတူတာပါတော့ဆိုရင်အသက်ကြီးလေးပိုလှလာလေးအသက်ကြီးလေးပိုတောက်ပြောင်လာလေးတကူလည်းပိုကြည်လာတယ်အဲ့ဒါလူတွေနဲ့မတူတဲ့အချက်အဲ့ဒါပဲမှာပါတာတော့ဆိုဥရိယပဒပဒ္ဒသမှာပါတယ်ဥရိယပဒ္ဒသမှာပါတယ်နတ်တွေအိုးသွားမှသိမကြောက်ရဘူးလူတွေကြတော့အိုးတယ်အိုးရာကိုလူမသိအောင်လို့ပိုတောက်ထိုးကြတဲ့ချူလူတွေဘေးတွန်းတာတွေကိုမတွန်းအောင်လို့အနာခံပြီးတော့လုပ်ကြတယ်လူတွေအိုးရာပါပဲနော်အိုးရာပါပဲမရပါဘူးနတ်တွေကြတော့အဲ့ဒါမအိုးတော့အဲ့လိုပြောတာအဲ့ဒီတော့နာတေကနေမှနမိတ်ပြလာတဲ့အခါမှာခေါ်လာပြီးတော့ခုနကစကားသုံးငုံပြောကြတယ်အဲ့စကားသုံးငုံနဲ့သူတိပုံသွားဆိုတာလူပြေသွားလို့ပြောတာတဲ့ရသော်ဗျာရှင်းပြနတ်တွေအတွက်လူဘဝသူတိပုံပဲပေါလို့လို့ဆိုရင်စပိကြကမှလည်းဆိုတာတဲ့ဣဒကမ္မပူပိလူပြေဟာအလုံးလုံးလို့ရကမ္မပုမိလို့ခေါ်တယ်ကုသကဥဒကနေအလုံးလူပြေမှလုံးလို့ရတယ်ဒါကြောင့်မလို့ကမ္မပုမိလို့ပြောတာနော်ဣဒကမ္မပုမိဣတိဝမေဃဘာဝနာနိဗ္ဗာန်သွားခြင်းနဲ့စိတ်တရားတစ်ပါးအထုတ်တာလဲလူပြေပဲအဲ့တော့လူပြေအကောင်းဆုံးပဲအကောင်းဆုံးမို့သွားလို့ပြောတာတို့နော်တော်လူတိုင်းအကောင်းဆုံးမို့ရတာတဲ့အတိုင်းအကောင်းဆုံးလုပ်နေလုံနိုင်တယ်လားဆိုမလုံနိုင်ဘူးတချို့ကြလောက်အောင်မှတော့မသိတဲ့သူကပုံများတယ်အဲကြောင့်မို့လူပြေအကောင်းနေဆိုတာသိထားဖို့လိုတယ်နောက်တစ်ခါအကောင်းဆုံးအရာကိုရအောင်ယူဆိုတာတတ္တတရားကိုပြောတာလေလူဖြစ်လာပြီမဲ့တရားရှိမှကုသိုလ်ဆိုတာလုပ်တယ်တရားဆိုတာစိတ်ကြည်နူးပြီးတော့ကိုယ်စိတ်ထဲမှာလှုပ်တင်လှုပ်လိုက်တယ်ဆိုတော့လူတယောက်ဟာကုသိုလ်ကောင်းမှုပဲစိတ်ဝင်စားနေတဲ့လူတယောက်ဟာအိမ်မှာရှိတဲ့ငါတောင်တန်တန်ရှင်းရှင်းနော်ပန်းစီမီရေးချနေမနှွားရအောင်အမြဲတမ်းလုပ်တယ်စိတ်ညစ်နေတဲ့အိမ်သွားကြည့်ပါလားဘယ်ပန်းမှလည်းထိုးပါမဟုတ်ဘယ်ရေးချမှလည်းရှိပါမဟုတ်ဒါတော့မှအဲ့ဒါကိုပြပြောတဲ့လူကရှိသေးတယ်မိထွန်းနာကြွက်လန်းပြတယ်စွန်တော်တင်လို့ရှိကြွက်စားတယ်ပန်းတူတာကကြွက်တိုက်တယ်လူတွေပြကြမ်းဖတ်ပြီးတော့မဟုတ်မတရားပြောတာတွေရှိသေးတယ်နော်အဲ့ဒါကိုယ့်ရင်ထဲကတရားရှိပြီးတော့စိတ်ကြည်နူးတဲ့ကောင်းမှုဆိုပဲကောင်းမှုပဲဖြစ်လုပ်တဲ့နော်ဘယ်ကုသိုလ်ပဲဖြစ်လုပ်တဲ့အဲ့တော့အကောင်းဆုံးရအောင်ယူဆိုတာတတ္တအဲ့ဒီပေါ်မှာခိုင်မအောင်ထားပါဆိုတော့
ယုံကြည်မှုဆိုတာပြောင်းသွားတယ်လွယ်လွယ်နဲ့ပြောင်းသွားတယ်ဒါကြောင့်လို့အဲ့ဒါကိုခံရအောင်လုပ်ပါလို့ပြောစကားသုံးခုနဲ့မှားလိုက်တာအဲ့ဒါလေးတော့မှတ်တယ်နော်နတ်တွေကသူဒီဘုံသွားဆိုတာလူပြေးသွားလို့ပြောတာအကောင်းဆုံးရအောင်ယူဆိုတာတရားတရားခိုင်မအောင်လုပ်ဆိုတာတရားတရားခိုင်အောင်လုပ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကိုကုသိုလ်ကောင်းမှုလုံးစေတာကဘယ်သူလဲဆိုရင်တရားပဲဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကတရားနဲ့ပတ်သက်ပြီးတော့ဟောတာရရှိတယ်အလဝကပိဋုကြီးရဲ့အမေကိုဖြေတော့ငါပါဖြေခဲ့အလဝကပိဋုကြီးမေးတယ်လူတယောက်အတွက်အကောင်းဆုံးဥစ္စာပဲဥစ္စာလေအမေကိုမေးတယ်ကတ္တဝဘုရားကဘယ်လိုဖြေခဲ့တယ်လဲကောရမဘုရားကရောဘယ်လိုဖြေခဲ့တယ်လဲသူတို့မိသားစုကအလဝကတို့မိသားစုကကတ္တဝဘုရားကိုမိခဲ့တယ်နော်သူမိဘတွေကမိတယ်ကတ္တဝဘုရားကိုကိုးကွယ်ကြတယ်အဲ့ဒီကတ္တဝဗုဒ္ဓကပါဟောခဲ့တယ်လူတယောက်ရဲ့အကောင်းဆုံးပစ္စည်းဥစ္စာတမိုးကြီးပါသောပစ္စည်းဥစ္စာဆိုတာဘာလို့ဆိုတော့တတိတာဝိတ္တံပုရိသတ္တတိထံကောရမမြတ်စွာဘုရားလည်းအဲ့တိုင်းပဲထပ်ဖြေတယ်နော်လောကမှာလူတယောက်အတွက်အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားပဲဖြစ်ပါတယ်တရားရှိလာတဲ့ပုဂ္ဂိုလ်တယောက်အကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုလုပ်သည့်အတွက်ကြောင့်ဒီကုသိုလ်ရဲ့အစွာအဖြစ်ဒီပုဂ္ဂိုလ်ဟာဘယ်ရပဲဖြစ်ဖြစ်ပိုင်ဆိုင်ခွင့်ရသွားတယ်စကြဝဠာမင်းကြီးတွေစကြဝဠာစိတ်ဥစ္စာပိုင်သွားတယ်တရားအရင်ခန္ဓာပဲတထေကြီးတွေပစ္စည်းဥစ္စာရသွားတယ်တရားကိုအရင်ခန္ဓာပဲနော်အလုံးဟာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဥစ္စာတွေတရားကိုအရင်ခံတယ်ဆိုကြတဲ့ဒီအကြောင်းတစ်ခုတည်းတော့မဟုတ်ဘူးဆိုတာမှတ်တာပေါ့နော်လောကမှာကုသိုလ်ကံကအကျိုးပေးတယ်ဆိုတာရှာရင်ရတာလေကုသိုလ်ကအကျိုးပေးတာမရှာဘဲနဲ့ရနေတာလေကုသိုလ်ကအကျိုးပေးတာတချို့ကြပဲရှာမလို့ကလေးပေါ့စားလေးတတိယင်းသွားမွေးတယ်သူဘယ်သူကလွတ်လိုက်တာဘယ်သူကလမ်းပြလိုက်တာဘယ်သူမှပြတာမဟုတ်ဘူးကံမဲ့လမ်းပြပေးတာနော်မာပြီးတော့တဲခုတ်တဲ့ဝင်မိရင်ဘယ်လိုနေအတိတောင်ပေးစားရှိမှာမဟုတ်နော်အဲ့တော့တတိယရောက်သွားတယ်သူမိဘတတိယကစုဆောင်းတဲ့ပစ္စည်းဥစ္စာတွေသူ့အလိုလျောက်ပိုင်သွားတာမလုပ်ရတော့မလုပ်ရအဲ့ဒါမျိုးပြောတာကံဆိုတာကအေးကိုကြိုးစားလို့ရလာတာရောမရှိဘူးလားရှိတယ်သို့တော့ကြိုးစားလို့ရဆိုတဲ့တဲမဲ့ကံပါတဲ့ပုဂ္ဂိုလ်ရဲ့ကြိုးစားမှုကပိုရတယ်ကံမပါဘူးဆိုလို့ရှိရင်ကြိုးစားဖို့မရအောင်ဖာကံသွားပြီးကြောက်ရှာနေတဲ့လူတွေပြည်ကြီးအောင်ရောက်တဲ့လူတွေအများကြီးပဲရတဲ့လူကတယောက်တည်းပဲရှိတယ်နော်အဲ့ဒါဘာလို့ကံမဲလောက်တာချင်းတူတူပဲလေသူလည်းကြိုးစားတယ်ကိုယ်လည်းကြိုးစားတယ်ကြိုးစားတယ်ရလာဆိုပြအောင်အဲ့ကြတော့လူတွေကကံကောင်းလိုက်တာလည်းပြောကြပြန်ဘယ်ကံကောင်းမှလည်းမသိဘူးကံကောင်းနေပဲပြောကြအဲ့ကြဒီကြတယ်ဗျပေးတဲ့ဆရာကပါလိုက်သေးတယ်နော်ကံကောင်းနေအဲ့တော့တော့ကိုလုပ်ခဲ့တဲ့ကံတရားတွေအကြောင်းရင်းအနေနဲ့တော့တကယ်ဟုတ်တယ်နော်အကြောင်းရင်းဒါပဲဒီတစ်ခုတည်းလားလို့မဟုတ်ဘူးအကြောင်းအများကြီးဒါကြောင့်ဘုလို့ကံဟုမူလသမ္ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ကံကိုအဓိကထားဟောရတော့မူလအကြောင်းအနေနဲ့ဟောရပါပစ္စည်းဥစ္စာရဖို့အတွက်လုံလဝိရိယတို့ပညာတို့ပါရပါတယ်အဲ့ဒါပြောတယ်နော်ကံမပါလို့ရှိရင်လည်းဘယ်လောက်လုံလဆိုင်မရဘူးဘယ်လောက်ညံသုံးမရတာတွေအများကြီးလေနော်အဲ့ဒါကိုဆိုလို့လေအဲ့တော့အဲ့ဒီကံကောင်းနေတာဘယ်သူကြောင့်လဲလို့မေးလိုက်လို့ရှိရင်တတ္တကြောင့်တတ္တရှိတော့ကုသိုလ်လုပ်ဖြစ်တယ်ပေါ့တော့ကုသိုလ်တွေလုပ်ဖြစ်လာတယ်အဲ့လုပ်ဖြစ်တဲ့ကုသိုလ်ကိုအကျိုးပေးတာဒါကြောင့်မို့တတ္တကို
မြတ်စွာဘုရားကပစ္စည်းဥစ္စာအကောင်းဆုံးပစ္စည်းဥစ္စာလို့ဟောတာအကောင်းဆုံးလောကမှာပစ္စည်းဥစ္စာတွေကတတ္တရှိလို့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေပိုင်ဆိုင်ကြတာဖြစ်တယ်။ကြာဦးကြပါဘောဟောမဟုတ်တော့တာတိုက်တယ်ဆိုတာလေဖျားတိုက်တယ်နဂါတိုက်တယ်တက်ကလည်းပေါ်ပါငှက်တိုက်ကပိုးစေကြည့်တယ်ခုနော်တိုက်တယ်အမျိုးဆုံးအဲ့ဒီမှာဖျားတိုက်ဆိုတာဟိုမှာပြပါပြောနေရှိကြတယ်အရိမိတေယဘုရားအကြောင်းဆောက်ဖို့တဲ့ငွေလေးစုဒီကတိုက်တယ်ကတော့အဲ့ဒါအတွက်ဟုတ်ချင်မှဟုတ်မှာပါကြာစားတယ်ဘာတော့ပါပါဘူးအဲ့ဒါတွေကလူတွေယုံကြည်ကြတာပြောတာနော်သူကန်ရှိလို့ရှိရင်မြေကြီးကိုနေတဲ့နေရာအောက်မှာရွှေကြော်ရနေတာအဲ့ဒါမှကတ္တဗဘုရားလက်ထက်ကရွှေပန်းကုန်းကြီးလှုပ်ပြီးတော့ကတ္တဗဘုရားရဲ့စီရီကိုလှူဒန်းခဲ့တဲ့စတိလာတတိနော်မြို့ရပေးတဲ့အခါကျတော့သူအိမ်ဆောင်မဲ့နေရာရှင်းလိုက်တဲ့အခါရွှေကြော်ကြီးတွေ့သွားတယ်ရွှေတောင်ကြီးတွေ့သွားတယ်လို့ဆိုတယ်အဲ့တောင်ကရွှေတောင်ကြီးဖြစ်နေတယ်ဒါကံပေးတာလေကံပေးတာအဲ့ဒါမျိုးပြောတာနော်ငါတို့ကသူ့မကိမဆိုင်ဘူးပြစ်တာသူအိမ်ဆောင်မလို့ရှင်းလိုက်တဲ့အခါကျတော့ရွှေတောင်ကြီးဖြစ်နေအဲ့ဒီမှာတော်ကိုချမ်းသာသွားသူလုပ်ခဲ့တဲ့ကုသိုလ်ကြောင့်ဖြစ်တာအဲ့တော့လောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာတရားတရားပဲဖြစ်တယ်နောက်တစ်ခုမြတ်စွာဘုရားဟောတာတတ္တဘာနဲ့တူလို့မျိုးစေ့နဲ့တူတယ်မျိုးစေ့ကအလုပ်ပဲတစ်ခုလုပ်တယ်လေတရစေ့တွေကဥပမာတရစေ့တွေရဲ့အလုပ်ကနှစ်ခုရှိတယ်တစ်ခုကဘာလို့ဆိုရင်အောက်ကိုအမြင့်ဆင်းတာလေတရစေ့တွေကဆင်းတာပဲအပေါ်ကိုအညောင်ကလေးတက်လာပြီးတော့ပစ္စည်းဖြစ်တာလေတရစေ့ကပဲဆိုလိုတာကအောက်ဆင်းတယ်ပေါ်တက်တယ်ဒီအလုံးနှစ်ခုကိုတရစေ့အလုပ်မျိုးစေ့ဒီအလုံးနှစ်ခုလုပ်တယ်လို့တရားတရားကလည်းပဲအလုံးနှစ်ခုဖြစ်ပေါ်စေတယ်တစ်ခုကဘာလို့သီလဆိုတဲ့အမြင့်သီလဟာကုသိုလ်တရားတွေမှာခိုင်မာကြည်ပွားတာဖြစ်လို့သီလကအမြင့်နဲ့တူတယ်နော်သမထဝိပဿနာဆိုတဲ့အထက်ကျင့်စဉ်နေကြတော့ပင်စီနဲ့တူတယ်ဒါကြောင့်မို့တရားဆိုတဲ့မျိုးစေ့တွေရှိလာရင်သီလလည်းစောင့်တည်တယ်သမထဝိပဿနာဘာဝနာလုပ်တယ်လို့ဒီလိုပြောတာဆိုလိုတဲ့အဓိပ္ပာယ်အဲ့ဒါမျိုးစေ့တွေတစ်ခုကပဲဖြစ်ပေါ်နေတာနော်အဲ့ဒါကြောင့်တတ္တပိစံတရားဒီမျိုးစေ့တွေတူတယ်တတ္တဟတ်တော်တရားတရားလက်နဲ့တူတယ်လို့ဟောတယ်လောကမှာလက်မပါတဲ့ဒုက္ခသာကြည့်ပါလားလက်မောင်းရင်အနေနဲ့ပြန်နေတယ်ဒါမှတစ်ခုတွေ့ပါတဲ့ကောက်ဖို့ခက်ခဲတယ်လေလက်ပါတဲ့လူကသာကောက်ယူလို့ရတာ哦အဲ့တော့လက်ဟာယရဏပစ္စည်းတွေကိုကောက်ယူတဲ့နေရာမှာအကောင်းဆုံးဖြစ်တယ်လို့ပဲတရားတရားဟာလည်းကုသိုလ်တွေကိုရယူတဲ့နေရာမှာအကောင်းဆုံးဖြစ်လို့လက်နဲ့တူတယ်လို့လည်းဒီလိုဟောတယ်သူတို့ကောင်ဥစ္စာတွေထဲမှာလည်းတတ္တပါတယ်လူကျင်နာကိုအလုံးရစေနိုင်တဲ့သုတော်ပြည့်တရား၅ပါးထဲမှာလည်းတတ္တပါတယ်နော်အဲ့ဒီတတ္တဟာဒီကနေ့ကုသိုလ်လုပ်ကြတယ်ဆိုတာတတ္တရဲ့ဥဆောင်မှုပဲတတ္တရှိလို့ကုသိုလ်လုပ်တာပစ္စည်းရှိလို့ကုသိုလ်လုပ်တာမဟုတ်ဘူးတတ္တရှိလို့လုပ်တာနော်တတ္တမရှိရင်ဘယ်လောက်ရှိဘယ်တော့မလုပ်ဘူးဝေဘယ်လောက်ပဲချမ်းသာတပြားမှအယောခံမှာမဟုတ်ဘူးတရားမရှိတရားကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်ကြတာတို့တူပဲတရားတရားရှိမှသီလဆောက်တည်တယ်တရားတရားရှိမှကမ္မထဘာဝနာလုပ်တယ်ကိုအထုတ်တယ်ဒါကြောင့်မို့တရားတရားဟာအမှန်မှအရေးကြီးတယ်လို့မြတ်စွာဘုရားကဟောတာသုဒ္ဓတစ်ခုမှမလို့ဟောတော့သီလံယဝစရတာတုတတ္တသာတုပဋိဋ္ဌိတာသ
သီလတော့တစ်သက်လုံးရှိရမယ်တဲ့တစ်သက်တာလုံးစောင့်တရမှာကသီလကိုယ်ရင်ထဲမှာအခိုင်အမာတိဆောက်ရမှာကတတ္တာပဲနော်ကိုယ်ရင်ထဲမှာအခိုင်အမာရှိနေရမှာတတ္တာဘယ်ဘဝမှာမစင်ရတော့တတ္တာရှိနေလို့ရှိရင်အဲ့လိုဆိုလို့တယ်ကုသိုလ်ကောင်းမှုကိုရှာကြံပြီးတော့လုပ်နေတာဒါနဲ့ပတ်သက်ပြီးတော့ပြတ်စောရဟောတယ်ယထာပတိတတိတတ္တတေဟိလူတဲ့အခါမှာဘယ်ပုဂ္ဂိုလ်လူရမလဲဘယ်နေရာလူရမလဲလူကြနေရာတွေအများကြီးရှိတယ်တဲ့မှာမြတ်စွာဘုရားပါဟောတော့အဖြစ်ပြီးတော့ကိုကြည်ညိုတဲ့နေရာလူတဲ့ဘာလို့ဆိုရင်လူတဲ့တန်တဲ့ကံကမှစိတ်ကြည်လူဘဝရည်ကြည်တယ်စိတ်ညစ်ပြီးတော့မလူနဲ့စိတ်ညစ်စိတ်ပျော်ပြီးတော့စိတ်အတ္တသာလူရတယ်ဘာပဲလူနော်အဲ့တော့ကိုစိတ်ထက်မြက်တဲ့နေရာမှာလူလို့ဆိုတယ်အဲ့ဒါလည်းတတ္တကိုဥတီပြောတာဟုတ်ပြီညမလူမျိုးတွေကတော့ခေါ်စရာမလိုတော့တတ္တတော့ရှိကြတယ်လို့ထင်ပါတယ်သို့တော့တတ္တကိုဒီတိုင်းလွတ်တာလို့ရှိရင်တတ္တကအကုန်လုံးအကောင်းကြီးဖော်ဆောင်မလားလို့ဆိုတတ္တကြောင့်လွယ်မှာသွားတာတွေလည်းရှိသေးတယ်နော်အဲ့တော့ဘာလို့ရတော့တတ္တကိုပညာနဲ့ဆောက်ရမယ်ပညာနဲ့ထိန်ကြောက်ပေးရမယ်ပရမတ္ထစက္ခုဆိုတဲ့ကျမ်းကိုရေးတဲ့ဒီပဲရင်ဆရာတော်ကြီးစာရှိတယ်အဟောပြောစာရေးသားတူတောက်နဲ့လူတိုင်းနားလည်အောင်ရေးတတ်တယ်အဲ့ဆရာတော်ကြီးစာအုပ်ထဲမှာပါရေးတာတတ္တကိုပညာဆောက်မှလမ်းဖြောင်းသည်ပညာကိုတတ္တဆောက်မှလမ်းဖြောင်းသည်အပြန်လမ်းတစ်ခုနော်တတ္တကိုပညာကထိပညာကိုတတ္တကထိအဲ့ဒီနှစ်ခုဟာတစ်ခုနဲ့တစ်ခုထိန်ကြောက်မှုရှိရထိန်ကြောက်မှုရှိမှဒီနှစ်ခုအလမ်းဖြောင်းတယ်အဲ့တော့ကြည့်ပဲဆိုရင်ပညာတတ္တကောင်းတယ်လို့ပြောပေမဲ့လို့တတ္တမရှိလို့ရှိရင်အဲ့ဒီပညာလမ်းမဖြောင်းဘူးနော်ပညာတော့ရှိတယ်တတ္တမရှိဘူးဆိုရင်လမ်းမဖြောင်းဘူးနောက်တစ်ခါပညာတတ္တတော့ရှိတယ်ပညာမရှိဘူးဆိုလို့ရှိရင်လွယ်မှားသွားတယ်အလွယ်မှားတွေဖြစ်တတ်တယ်ဒါကြောင့်မို့လို့ blind faith ဆိုတာအင်္ဂလိပ်စကားတစ်လုံးရှိတယ် blind faith မျက်ကန်းယုံကြည်မှုဆိုအဲ့ဒါပညာမဲ့တဲ့ယုံတတ္တလို့ပြောတာနော် blind faith လို့ပြောတဲ့လို့ပဲယုံကြည်ချက်ကင်းမဲ့တဲ့ပညာသမားကလည်းပဲမဖြစ်တတ်တော့အဲ့ဒီလူဟာကောက်ကျစ်တဲ့လူဖြစ်သွားတယ်အရာမှသူဟာပညာနဲ့ပဲစဉ်းစားပြီးတော့တရမပါသည့်အတွက်ကြောင့်သူပြောသမျှတွေကောက်ကျစ်ပေါင်းလုံးနော်မပြည့်တဲ့တာတွေဖြစ်အထင်ကြောင့်မဲ့ပြီးတော့ဖြစ်ကုန်ရှိပါတယ်ဒီဆရာတော်ကြီးရေးတဲ့ပရမတ်ကြောင့်လဲဆိုတာအဲ့ဒါမျိုးတွေကိုပြောတာပညာတော့တတ်တယ်ပညာတတ်ပြီးတရားတရားမရှိသည့်အတွက်ကြောင့်သူကကုသိုလ်ဆိုတာစိတ်ထဲမှာဖြစ်တာဘယ်လိုလူနေကြမလို့နော်စိတ်ထဲမှာဖြစ်တာသီလဆိုတာလည်းစိတ်ကအဓိကပဲဆိုပြီးတော့စိတ်ထဲပဲသီလဆောင်လို့တင်လို့တဲ့တာတွေမလုပ်ဘူးအဲ့ဒါကြောက်တယ်လို့ခေါ်တယ်ဘယ်ရပဲဖြစ်ဖြစ်ကာယကံမြောက်လို့ရမယ်ကိစ္စကာယကံမြောက်လို့ရမယ်ဝစီကံမြောက်လို့ရမယ်ကိစ္စဝစီကံမြောက်ရမယ်မနောကနဲ့အာယကသိပြီးတာမဟုတ်ဘူးနော်အာယကသိဖြစ်တာမဟုတ်အဲ့ဒါကိုလက်မခံပဲနဲ့စိတ်ထဲမှာဖြစ်ရင်ကောင်းတယ်ဆိုတာစိတ်ကအဓိကဆိုပြီးတော့ဘာမှလုပ်เสียမလို့ဘူးစိတ်တိုင်းထားဆိုတာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါဟာvery cunning လို့ခေါ်ကောက်ကျစ်တဲ့လူတယောက်ဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့တရဟာကောင်းတယ်သို့တော့ပညာရဲ့ထိန်ကြောက်မှုအောက်ရှိရမယ်စဉ်းစားမှုရှိရမယ်နော်ပညာဟာလည်းကောင်းတယ်တရရဲ့ထိန်ကြောက်မှုအောက်မှာရှိရမယ်ဆိုလိုတာကဒီနှစ်ခုဒီချိန်ခွင်ညာနဲ့တူတယ်တရနဲ့ပညာဟိုဘက်ဒီဘက်ညီမျှနေရမယ်အဲ့တော့ဘယ်သူကထိန်တတိကထိန်
တရားနဲ့ပညာညှိပေးတာဘယ်သူညှိပေးတော့တတိထားတာငါပြောတာတွေငါပြောဆိုတွေငါယူဆတွေအလွန်နေပြီလားစဉ်းစားပညာကိုစဉ်းစားနော်ငါတရားတရားကလွန်နေသလားစဉ်းစားအဲ့ဒီနှစ်ခုစဉ်းစားပြီးအသိပညာနဲ့လှုပ်တဲ့လှုပ်တိုက်တာလှုပ်ရမယ်နော်စိတ်ဝင်စားတိုက်တဲ့နေရာမှာစိတ်ဝင်စားရမယ်တရားတရားဖြစ်တဲ့နေရာမှာဖြစ်ရမယ်ပညာနဲ့ထိန်းကျောင်းရမယ်အဲ့ဒီနှစ်ခုကိုထိန်းညှိထားပြီဆိုလို့ရှိရင်လူဟာဘယ်တော့မှအရှုံးမပေါ်ကောင်းဆုံးဖြစ်နိုင်တယ်ဒါကြောင့်မို့လောကမှာအရေးကြီးတဲ့အရာနှစ်ခုလို့ပြောရမှာဖြစ်တယ်ပစ္စည်းဥစ္စာပေါ်များပြီးဘဝမှာအဆင်ပြေဖို့အတွက်တရားရှိရမယ်ရလာတဲ့ပစ္စည်းကိုစနစ်တကျသုံးစွဲတတ်ပြီးတော့အကျိုးရှိနေတတ်ဖို့ပညာရှိဖို့လိုအပ်တယ်အဲ့ဒီတရားပညာနှစ်ခုစုံအောင်တတိထားရမယ်ဒီလိုဆိုလို့လေနော်ဒါကြောင့်အကောင်းဆုံးမြတ်စွာဘုရားဟောတဲ့ဘဝမှာအကောင်းဆုံးဥစ္စာဆိုတာတရားကိုခေါ်တယ်လို့ဆိုတာမှတ်သားပြီးတော့ကိုယ့်ရဲ့နေမှာရှိနေတဲ့တရားတရားတွေမပြတ်အောင်ထိန်းသိမ်းဆောက်ရှောက်မယ်ထိုတရားတရားကိုလည်းလုံးမသွားအောင်ပညာနဲ့ထိန်းသိမ်းရမယ်ထိုပညာရုပ်ပြစင်မြဲမဖြစ်အောင်တရားနဲ့ပြန်ထိန်းရမယ်တရားပညာနှစ်ခုစုံညီပြီးတော့အလုပ်လုပ်သွားမယ်ဆိုရင်ဘဝမှာတတ်မှုရှိတဲ့ဘဝဖြစ်ပြီးနောက်ဆုံးနိဗ္ဗာန်တည်အောင်မျက်မှောက်ပြုနိုင်တယ်လို့မှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေ